ဒီနေ့တော့ငရုတ်ပွချက်သားအစားတော့ဟင်းလေးချက်စားဖြစ်ပါတယ်ကြိတ်ထားတဲ့ချက်သားရဲ့ချက်သွန်နီလေးတွေဒီလိုစိတ်ထားလိုက်ပါမယ်စားထည့်မယ်ချက်သားမုန့်ထည့်မယ်ပြီးရင်စိတ်ထားတဲ့ချက်သွန်နီလေးတွေထည့်လိုက်ပါမယ်ငရုတ်ကောင်းမုန့်အနည်းငယ်ထည့်မယ်ငရုတ်သီးမုန့်ထည့်မယ်စီအနည်းငယ်ထည့်မယ်ပဲငယ်ပြားကြီးအနောက်ပဲငယ်ပြားကြီးအကြီးပြီးရင်တမအောင်ဝေပါမယ်ဝေပြီးခဏလောက်နှက်ထားလိုက်ပါမယ်ပြီးရင်တော့မြင်ပြီးကိုဒီလိုအပေါက်ကလေးတွေဖောက်ထားလိုက်ပါမယ်15မိနစ်လောက်နှက်ထားပြီးရင်တော့ခုနကချက်သားလေးတွေကိုမြုပ်သီးပွားတဲ့ကိုခုလိုအစားသွတ်လိုက်ပါမယ်မြုပ်သီးပွားလေးတွေကလှနေရောပြီးရင်တော့စီတက်မယ်စားချက်သားမုတ်ထည့်မယ်ပြီးရင်ခုနကအစားသွတ်ထားတဲ့မြုပ်ပွားလေးတွေထည့်လိုက်ပါမယ်မြုပ်ပွားလေးတွေနွမ်းလိုက်ရင်တော့စားလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်